ကျွန်တော်ဒါလေးကတော့ကျွန်တော်ဒီ air cooler လေးတွေပေါ့နော် air cooler လေးပစ္စည်းရောက်ထားတယ်ပေါ့နော်သူကရေနဲ့ရောင်ရေခဲတုံးလေးထည့်ပြီးတော့အသုံးပြုရတဲ့ air cooler လေးတွေပေါ့ဒါလေးကတော့ကျွန်တော်တို့ AC type ပေါ့နော်AC type ပါဒီကောင်လေးကတော့အမြင့်ကတော့ကျွန်တော်တပေခွဲဝန်းကျင်လောက်ပဲရှိတယ်သူကဒီမှာဆိုရင်ဒါကျွန်တော်ရေထည့်တဲ့နေရာပေါ့နော်သူကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ high speed ဒီ low ဒါတော့အနေအမြင့်ကျွန်တော်တို့ပန်ကအနည်းမြန်ပေါ့ချိန်လို့ရတယ်ဒါကျွန်တော်ပန်ကရှိရလီကာလေးကိုချိန်ရွှေ့တဲ့ကောင်လေးပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီရေကိုလှည့်ပေးတဲ့မော်တာခလုတ်ပေါ့နော်ဒါတော့ AC type ပါကျွန်တော်ဒါမီးနဲ့ဒါထုံးတဲ့ air cooler လေးပေါ့နော်ဒါလေးကတော့ဒါလည်းကျွန်တော် AC type ပဲခင်ဗျာသူလည်းအမြင့်တစ်ပေခွဲလောက်ပဲရှိမယ်သူလည်းဒါဆိုရင်ကျွန်တော်တို့ပန်ကအနည်းမြန်လေးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီရေမော်တာလေပေးတဲ့ကောင်လေးပါဒါဆိုရင်တော့ကျွန်တော်ဒီရှိကကျွန်တော်တို့ဒီလေးကိုဖြန့်ပြီးတဲ့ကျွန်တော်တို့လီကာလေးတွေလေပေးတာပေါ့နော်ဒါလေးကတော့ကျွန်တော်တို့အားသွင်းပါကျွန်တော်လက်ကြီးရဲ့အားသွင်းလေးပေါ့ရမ်းကောင်းတဲ့ကျွန်တော်တို့ဒီအားသွင်းလေးပေါ့နော်တော့ဒီမှာဆိုရင် big load ပါတယ်ကျွန်တော်တို့ power ဖွင့်သွားပြီဒါဆိုရင်တော့ speed ဒါဆို power ဖွင့်ပေးရတယ်ဒါဆို speed ပေါ့နော်ဆိုတော့6ချက်ထိရတယ် T1 T2 ဆိုတော့ type တော့ရတယ်เนาะဒါဆိုရင် timer ချိန်လို့ရတယ်ကျွန်တော်ဒါဆိုရင်ကျွန်တော်လီကာလေးလေပေးရပါတော့ဒါကတော့ကျွန်တော်တို့ရေတည်တဲ့ပန့်ပေါ့နော်ရေလေတဲ့ပန့်ကိုကျွန်တော်လေပေးတာပါအဲ့ဒါပြီးဒီကောင်အားသာချက်ကတော့သူကဒီမှာ battery နဲ့လည်းဒါသုံးလို့ရတယ်ကျွန်တော်တကယ်လို့အားသွင်းလို့အားကုန်သွားမယ်ဆိုရင်ကျွန်တော်တို့တွဲဖို့ battery လေးနဲ့ကျွန်တော်ဒါတိုးပြီးချိတ်ပြီးသုံးလို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒါတွဲဖို့ battery တက်တဲ့အပေါက်လေးပေါ့နော်ကျွန်တော်တို့ဒီအိမ်တွေမှာကျွန်တော်ဒီအားသွင်းနဲ့ကုန်သွားလို့ရှိရင်လည်းကျွန်တော် battery လေးနဲ့ဒါသုံးလို့ရတယ်ဒါကတော့သူ့ရဲ့ရေကန်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရေခဲတုံးလေးလုတ်တဲ့ဘူးလေးပါထည့်ပေးထားပါတယ်ဒီနေ့ကိုရေထည့်ပြီးတော့ကျွန်တော်ခဲထားပြီးအိုက်ကောင်ဒီထဲမှာကန်ထဲမှာထည့်ပေးထားမယ်ဆိုဒီရတယ်နော်ဒါကတော့အားသွင်းကြိုးဘူးလေးပါနောက်သူကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့မီတီနှလုံးထုံးလို့ရတယ်မီတီနှလုံးထုံးလို့ရတော့ USB ဖုန်းအားသွင်းလို့ရတယ်ပေါ့နော်ဒီကောင်ကြီးအမြင့်2ပေလောက်ရှိတယ်။ကြက်ကလည်းကျွန်တော်1ပေခွဲလောက်ရှိတော့เนาะသူက lucky air cooler ပေါ့เนาะသူကအားသွင်းပါအားသွင်းသုံးလို့ရတယ်ကျွန်တော်တို့ဒီ AC/DC လည်းသုံးလို့ရတယ်။နောက်ကျွန်တော်တို့ battery နဲ့လည်းဒါချိန်လို့ရတယ်เนาะဒါလေးကတော့ကျွန်တော်သူ့ထက်နည်းနည်းတီးတဲ့ site လေးပေါ့เนาะသူကဒီမှာဒါဆိုလဲသူကဒီမှာ on off လုပ်ပါမယ်speed 2 shot ပါဒါဆိုခလုတ်ဖွင့်ပြီး speed 2 shot ပါတော့เนาะပြီးတော့တိုင်မာပါမယ်သူလည်းဒီမှာပန့်လေးပါမယ်ဒါတော့ကျွန်တော်ရှက်လီကာလေးတွေပေါ့နော်သူကဒီမှာဆိုရင်သူ့ရဲ့အားသာချက်ကတော့ remove လေးပါသွားပြီသူလည်းဒီလိုပဲကျွန်တော် battery နဲ့ကျွန်တော်တို့ဒါထုတ်ပြီးသုံးပြလို့ရတယ်ပြီးဒီမှာရေခဲခွက်လေးလည်းပါတယ်နော်ဒါပုံမှာတော့ရေထည့်ရတဲ့နေရာပေါ့အာသွင်းကျိုးလေးလည်းပါတယ်ပေါ့နော်သူလည်းဒီမှာကျွန်တော်တို့မီးလုံးနှလုံးထုံးလို့ရတယ်ပေါ့နော်ညဘက်ဆိုရင်မီးလုံးနှလုံးထုံးလို့ရတယ်ပုံအားသွင်းလို့ရတယ်နော်အားသွင်းလေးပါဒီကောင်တော့နည်းနည်း site ပေးပါမယ်ပြောတော့ကျွန်တော်တို့တပီခွဲဝန်းကျင်တော့ပဲရှိမှာနော်ဒါလေးကတော့ကျွန်တော်ဟိုတလောတင်ပြီးထားတယ်ကျွန်တော်အားသွင်း stand fan လေးပေါ့နော်ဒါလေးကကျွန်တော် post လေးတွေတင်ပေးထားတယ်တော့ကျွန်တော်ဒီမှာအရင်ကြောင်းရတဲ့ပန်ကာလေးပေါ့နော်ဒီဆိုလို့ရှိရင်ဒီမှာကျွန်တော်ဖုန်းအားသွင်းလို့ရတယ်မီးလည်းထုံးလို့ရတယ်ကျွန်တော်တို့ပန်ကာ remove လေးနဲ့လည်းအသုံးပြုလို့ရတယ်ပေါ့နော်ဒါအားသွင်းပေါ့နော်အားသွင်းပန်ကာလေးပါကျွန်တော်ဒီမှာဆိုရင်အားသွင်း stand fan ပန်ကာရဲ့အားသွင်းကျွန်တော်တို့ဒီအားသွင်း battery သုံးပေါ့နော်နှစ်မျိုးသုံးလို့ရတယ် air cooler လေးတွေရောက်ထားတယ်နောက်ကျွန်တော်တို့မီးနဲ့ဓာတ်သုံးလို့ရ air cooler လေးလည်းရောက်ထားပါတယ်နော်ဆိုင်မှာလာရောက်ဝယ်အားပေးလို့ရပါပြီနော်အားလုံးကျေးဇူးတင်ပါတယ်